မင်္ဂလာပါခင်ဗျာ Life Guide ဘဝလမ်းညွှန် Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့တင်ဘဝကိုငါနှနှောက်ကြစေတဲ့အမှား၅ခုမိတ်ဆွေတို့ရေလူတိုင်းကအောင်မြင်ခြင်းကြပါတယ်ဒါပေမဲ့တချို့လူတွေကအသက်ကြီးလာပေမဲ့ဘဝကမပြောင်းလဲသေးဘူးတချို့လူတွေကနေတိုင်းစူးစမ်းနေတယ်လို့ထင်ပေမဲ့ရလဒ်ကတော့အတူတူပဲဖြစ်နေတယ်ဘာကြောင့်လဲအကြောင်းရင်းကနေ့စဉ်မတိလိုက်ပဲလုပ်နေတဲ့အမှား၅ခုကြောင့်ဖြစ်ပါတယ်။တမစတင်ပဲပြည့်စုံမှုကိုစောင့်နေခြင်းအစဉ်သစ်ဖြစ်မှစမယ်။အခြေအနေကောင်းမှလုပ်မယ်။ဒီလိုစောင့်နေရင်တစ်နှစ်နှစ်နှစ်၅နှစ်အချိန်တွေကုန်သွားပါတယ်။အောင်မြင်သူတွေကစပြီးမှတိုးတက်လာတာဖြစ်ပါတယ်။နှစ်နေ့တိုင်းအချိန်ကိုဖြုံးတီးခြင်းတစ်နေ့ကို social media 2 နာရီဗီဒီယိုကြည့်တာ2 နာရီဒါပေမဲ့စာဖတ်ဖို့15မိနစ်မပေးနိုင်ဘူးဒီလိုအချိန်သုံးချမှုကတင်ဘဝကိုနောက်ကျစေပါတယ်သုံးအကြောင်းပြချက်ပဲရှာနေခြင်းငွေမရှိဘူးအချိန်မရှိဘူးအခွင့်အရေးမရှိဘူးဒီစကားတွေကဘဝကိုမပြောင်းလဲနိုင်ပါဘူးအောင်မြင်သူတွေကအကြောင်းပြချက်မရှာဘူးဖြည့်ရှင်းနည်းကိုရှာတယ်လေးမတင်ယူတော့ခြင်းဒီနေ့ကဘာကြီးဟာနေ့တိုင်းပြောင်းလဲနေပါတယ်တိုင်းဤပညာစီးပွားရေးအလုံးပြောင်းလဲနေပါတယ်တင်မတင်ယူတော့ရင်တင်ရက်နေတာမဟုတ်ဘူးနောက်ကျကြံခဲ့တာဖြစ်ပါတယ်ငါအိမ်မက်ကိုလှုပ်ဆောင်ချက်မပြောင်းခြင်းအိမ်မက်ရှိတာကောင်းပါတယ်အစီအစဉ်ရှိတာလည်းကောင်းပါတယ်ဒါပေမဲ့လှုပ်ဆောင်ချက်မရှိရင်ရလဒ်မရှိပါဘူးဒီနေ့တင်းငယ်တဲ့ခြေလမ်းတလမ်းပဲဖြစ်ဖြစ်စတင်လိုက်ပါမှတ်သားစရာမိတ်ဆွေတို့ရေဘဝကိုနောက်ကျစေတာအသက်အရွယ်မဟုတ်ပါဘူးနေ့စဉ်မားနေတဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ်ဒီနေ့အမှားတစ်ခုကိုပြင်လိုက်ပါအလေးကျင့်ကောင်းတစ်ခုကိုစတင်လိုက်ပါတစ်နှစ်အကြာမှာတင်ဘဝကအံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲလာပါလိမ့်မယ်မိကွန်းဒီ9ချက်ထဲမှာတင်ပြင်းခြင်းဆုံးအမှားကဘာလဲcommentမှာမျှဝေပေးခဲ့ပါ Follow Life Guide ဘဝလမ်းညွှန်ကို follow လုပ်ထားပြီးအောင်မြင်မှုစိတ်သက်ခွန်အားကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဘဝအောင်မြင်ရေးဆိုင်ရာအကြောင်းအရာများကိုဆက်လက်ရယူလိုက်ပါ